မီ10ပါးဒါနပါရမီစွန့်ကြဲပေးကမ်းလူဒန်းခြင်းစီးစိမ်ဥစ္စာကိုအင်္ဂါနဲ့အသက်ကိုစွန့်လူခြင်းတီလပါရမီကိုจิตတီလကောင်းအောင်ဆောင်ထိန်ခြင်းနိခမပါရမီတောထွက်ခြင်းမကောင်းမှုမှရှောင်ကြဉ်ခြင်းပညာပါရမီပညာဖြင့်အများအကျိုးတည်ဖို့ခြင်းလောကီလောကုတ္တရာပညာများကိုသင်ကြားပို့ချခြင်းဝရိယပါရမီစ조사အောင်ထုတ်ခြင်းခန္တီပါရမီတီးခန့်ခြင်းတစ္ဆာပါရမီမှန်ကန်သောစကားကိုသာပြောဆိုခြင်းအဋိဋ္ဌာဏပါရမီစိတ်တဲ့မြဲမြံခိုင်ခန့်အောင်စောင့်တည်ခြင်းမေတ္တာပါရမီမေတ္တာဓာတ်အပြည့်အဝထားရှိခြင်းတတ္တဝါတို့အပေါ်၌ချမ်းသာစေခြင်းကောင်းစေခြင်းသောစိတ်ဓာတ်အမြဲတည်ရှိခြင်းဥပိ္ပခာပါရမီလင်းလူရှုခြင်းမိတ်ဆွေရန်သူနှစ်ဦးအပေါ်မှာချစ်စိတ်မုန်းစိတ်မရှိခြင်းဒီပါရမီ10ပါးတော့ဖျားလောင်သူမိတာရတေးဘဝနေပြီးတော့ဝိတ္တနယမင်းကြီးဘဝတိုင်အောင်လေးရသိင်ခြင်းနဲ့ကပ္ပသသိန်းဖြည့်ကျင့်ခဲ့ရဖြစ်ပါတယ်ထေရဝါဒဗုဒ္ဓဘာသာအရဆိုရင်ပါရမီဆိုတာမြင့်မြတ်တဲ့သူတွေသာလှုပ်ဆောင်နိုင်တဲ့အလုပ်ဖြစ်ပါတယ်ရှင်မြင့်မြတ်တဲ့လုပ်ငန်းဆိုတာမိမိအကျိုးမငဲအများအကျိုးဆောင်ရွက်တဏှာလွတ်မြောက်ကြောင်းဆောင်ရွက်တဲ့လုပ်ငန်းဖြစ်တယ်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်